မင်္ဂလာပါခင်ဗျာတဆန်းရှိတဲ့ကြိုဆိုပါတယ်အခုတစ်ခေါက်မှာဗာပတ်ကျင်လာလဲဆိုတော့ကျွန်တော်အခုတက်ရောက်ထားတဲ့ဒီတမှုစင်လေးပါတီလေးနဲ့မိတ်ဆက်ပြီးလို့ပါတယ်တမှုစင်ကတော့ဒီတစ်ခေါက်ကတော့ရောက်ကုန်ဖြစ်သွားတဲ့အတွက်တပ်ပုံကမရဲလဲရပါဘူးအခုလဲနေရာဒီမှာရှိတဲ့အေးအေးလေးဝှစ်ရှင်နဲ့ပြပေးပါအောင်ဒီကန်းတယ်မှုခင်းနဲ့တခြားစင်လေးတွေပြပေးပါအောင်ပြောလို့ပြပေးမှာဖြစ်ပါတယ်အခုစပြီးထောက်ပေးမှာဖြစ်ပါတယ်နော်ဒီတကယ်တော့ခဏနေကိုထည့်ပေးရမှာဖြစ်ပါတယ်မထည့်ခင်မှာခဏလေးရိုက်ပြပေးတာဖြစ်ပါတယ်ဒါတမှုစင်လေးတွေပါခြိသားစစ်ပါတယ်ဒီစိတ်ကတော့chip စိတ်ပါ JEP chip ဆိုတဲ့စိတ်ပါခြိသားစစ်ပါတယ်ဘုဖူးတဲ့လူတွေလည်းသိပါတယ်အနည်းဆုံး9တွေကစပြီးတော့ဝယ်ယူပေးလို့ရပါတယ်ခင်ဗျာတစ်ထည်ဦးမြန်မာကျပ်ငွေ1500နဲ့ရှာပြမှာဖြစ်ပါတယ်အစင်ဒီဇိုင်းလေးတွေဒီဟာလေးဖြစ်ပါတယ်တစ်စင်မှာအနည်းဆုံး900ပါပါတယ်အယောင်မှမထပ်ပါဘူးခင်ဗျာဆက်သွယ်မှာယူနေဆိုရင်တော့4ညတင်ခန်းတင်ခန်း9ညရှောက်ရောင်းဖို့ပဲပါဦးဆက်သွယ်လို့ရသလိုခွန်ရှိခွန်ကိုတော့3ဖုန်းလို့ကိုလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာဒါလေးဆိုတော့တစ်ချက်အောင်လေးပါဒါလေးရတဲ့ကြောင်လေးဖြစ်ပါတယ်ခင်ဗျာအနံဘလောက်ပါလဲအလျားဘလောက်ပါလဲလို့ဆိုရင်မေးကြပါတယ်ကိုကိုရယ်လဲရကန်းရက်ထားတာမဟုတ်တဲ့အတွက်ဒီဟာအနံဘလောက်ဆိုတော့အတိအကျမသိပါဘူးဥပမာပစိုးလေးဆိုရင်တော့ဒါအနံ40ကောကွင်းရလက်မရှိတဲ့ဒါလွတ်ရပြီးသားပါဒါကတော့အိန္ဒိယချီစစ်တမှုဘက်ကလာတဲ့လုံကြီးဖြစ်တဲ့တမှုလုံကြီးလို့လည်းနာမည်ကြီးပါတယ်တစ်စိတ်ကတော့ JEB ကြီးတစ်စိတ်ဖြစ်ပါတယ်အနံဘလောက်ပါလဲဆိုတိုင်းပြပေးပါမယ်18 36 33839 40 41 42 43 44 45အနံက45လက်မှရှိပါတယ်အနံ45ရှိပါတယ်အလျားတော့နိုင်ငံနဲ့ဆိုဘယ်တောင်းလေးကြည့်ပြပါမယ်4000နဲ့2လက်မှလောက်ရှိပါတယ်4000ပြည့်ရလို့ပြောရတယ်ပေါ့နော်ဒါ4000ပြည့်ပါတယ်အစင်မှာအနည်းဆုံး900ပါပါတယ်နောက်တစ်ခြားစင်ပြပြပါမယ်ဒီစင်လေးလာပါတယ်ခင်ဗျာကြံမှာလူကြီးတူမကိုကြော့မလားကြော့တဲ့ခါမှာလည်းအချို့ကျတော့မုံလေးတွေနဲ့ကြော့ကြပါတယ်ကြံရေကြော့တဲ့ခါနဲ့ကြော့လာပါတယ်ချီစစ်တာဖြစ်တဲ့အတွက်ချွေးဆုပ်တယ်နွေရာသီကာလမှာဝတ်တဲ့ခါမှာအဆင်ပြေပါတယ်ဒီစင်လေးတွေရောအသားလေးတွေရောချီစစ်လို့ချွေးဆုပ်ပါတယ်ခင်ဗျာကြော့တဲ့ခါမှာလည်းအရှောက်မြန်တာဖြစ်တဲ့အတွက်နွေမိုးဆောင်ဥထုသုံးပါးလုံးနဲ့ညီညွတ်ပါတယ်ဟုတ်တယ်စင်နဲ့ချပေးတာဖြစ်တဲ့အတွက်တစ်ချိန်ချင်းတစ်စင်ကြီးတိကျယူလို့မရဘူးဆိုပေမဲ့လည်းတစ်စင်မှာ900ပါပါတယ်ဒီကြောင်မဖြတ်ပါဘူးခင်ဗျာဟုတ်တယ်မှာယူလို့က4ညတင်ကန်းတင်ကန်း9ည6ရောင်းဖို့ပဲပေါ့ဆက်သွယ်လို့ရသလိုခွန်ရှိခွန်ကို363ဖုန်းလို့ကိုလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာရိုင်းရင်နင်ဂျာဘန်အာလူကို FC Express အစားရှိတဲ့ delivery ရုံးခင်းပေါင်း300ကျော်တဲ့စင်မနိုင်ငံမှာရှိတဲ့မြို့နယ်ပေါင်း900ကျော်ကိုပေးရမရှိဥဆောင်ပေးရရှိပါတယ်ခါနာနိလိုက်ဖြစ်တဲ့အတွက်ကြံအမိမလိုချင်တယ်ဆိုရင်တော့အခုတည်းအကျိုးမှာဖြစ်ပါပဲမစင်ရိုင်းက3ရက်လောက်တွင်ရန်ကုန်ရောက်တဲ့ဆိုမှအခုဆိုရင်4ရက်နဲ့5ရက်ကြာလောက်ကိုကြာတတ်ပါတယ်တချို့မုံရွာတို့အခုကူဘက်ဆိုရင်9ရက်လောက်ကြာပါတယ်ဟိုတရက်ကဆိုရင်မုံရွာကိုပို့တာမနေ့ကမှရောက်သွားပါတယ်ရိုင်းတို့နေကြတို့ကတချို့မျိုးတွေမှာဆိုရင်ဖက်စစ်တစ်ခုထားပါတယ်ဥပမာအောက်ပြည်ဘက်ပေါ့နော်ဒီ AR တိုင်းဘက်ဆိုရင်ရန်ကုန်မှာ transit ရှိသလိုဒီဘက်အထက်ဘက်ဆိုရင်မန္တလေးမှာ transit ရှိပါတယ်။အော်နယ်ကနေပြီးတော့ထပ်မှာရွေးထပ်ဖို့မယ်ဆိုရင်မန္တလေးမှာ transit ရှိပြီးတော့မန္တလေးကတစ်စင်မှာဆက်ပို့တာဖြစ်တဲ့အတွက်နှစ်စင်လောက်ဖြစ်တော့ကြက်လီနဲ့နေကြတတ်ပါတယ်။အဓိကမုံရွာဘက်ခုကူဘက်ဆိုရင်တချို့ဆိုရင်ကျန်းမီအောင်လို့အခုတည်းကကျိုးမှနေရတယ်ရှိပါတယ်။ခြေသားစစ်ကြောင်လုံးဝအာမခံပါတယ်။ဆက်သွယ်မှာယူပေးရတဲ့တူးချင်းကြောင်ရှင်အားလုံးကိုလည်းကျေးဇူးတင်ရပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။